တကယ်တော့လုပ်ငန်းရှင်တိုင်းအတွက်မှန်ကန်တိကျပြီးတော့ကိုယ့်လုပ်ငန်းအတွက်တကယ်အသုံးတဲ့ customize software တစ်ခုရရှိဖို့ဆိုတာကအပြောလွယ်လောက်အလုပ်ခက်တဲ့ကိစ္စလည်းဖြစ်ပါတယ်ဒီနေရာမှာကိုယ့်လုပ်ငန်းအတွက်တကယ်မှန်ကန်အကျိုးရှိပြီးထိရောက်မဲ့ solution တွေပေးနိုင်မဲ့ IT company ကိုလိုက်ရှာရတာလေဒါလွန်စွာမှခက်ခဲတဲ့အလုပ်တစ်ခုဖြစ်ပါတယ်လွန်ခဲ့တဲ့အဆယ်စုနှစ်တွေကတော့ကျွန်တော်မြန်မာနိုင်ငံမှာ IT company ရဲ့လို့အများကြီးမရှိဘူးကျွန်တော်တို့အရန်နေတယ်သူတို့ရဲ့ဒီ history တွေသူတို့ဘာတွေလုပ်ခဲ့တယ်ဆိုတဲ့ဟာတွေကိုကျွန်တော်တို့ကောင်းကောင်း follow လိုက်ပြီးတော့မှတခြားအလုပ်လုပ်နိုင်ခဲ့ကြတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ COVID နောက်ပိုင်းကစလို့မြန်မာနိုင်ငံမှာ internet ရဲ့တိုးတက်လာမှုနဲ့အထူးsoftware company လို့နာမည်ခံထားတဲ့ဟာတွေအရန်များလာတယ်ဆိုတော့ဒီနေရာမှာဘာတွေဖြစ်လာလဲဆိုတော့အချို့ marketing company တွေက IT company လိုမျိုးကြော်ညာတွေလုပ်ကြတယ် software တွေရောင်းကြတယ်ဒါပေမဲ့သူတို့ကတကယ်မှာကျတော့ software company တစ်ခုရဲ့ရှိတင်ရှိလိုက်တဲ့အရေးအသွေးတွေအရေးအချင်းတွေဖွဲ့စည်းပုံတွေ developer တွေဘာမှမရှိဘူးပေါ့နော်အဲ့တော့ဘာတွေလုပ်ကြလဲဆိုတဲ့အခါကျတော့ marketing တွေလုပ်တယ်project တွေကိုအခြား company လိုပဲလိုက်ပြီးတော့ရောင်းတယ်ဒါပေမဲ့သူတို့မှာဒီဟာတွေကိုတကယ်အစစ်အမှန် develop လုပ်ပေးနိုင်တဲ့ team တွေမရှိကြတဲ့ခါကျတော့ဘာတွေလုပ်ကြလဲဆိုတော့နိုင်ငံခြားကနေပြီးတော့မှအလွယ်ရေးထားပြီးသား$50ကနေ$150 200ဝန်းကျင်ရှိတဲ့ software တွေကိုကျွန်တော်တို့ဝယ်လိုက်ကြတယ်ဝယ်ပြီးတော့မှမြန်မာနိုင်ငံထဲမှာပြန်ပြီးတော့အဲ့ဒါတွေကို install လုပ်ပြီးတော့တစ်ဆင့်ကန်ရောင်းစားကြတယ်ပေါ့ဗျာဆိုတော့ဒီနေရာကြီးကဘာပြဿနာမှမရှိသေးဘူးပြဿနာကဘယ်မှာစလဲဆိုတော့ client ကနေကသူတို့လုပ်ငန်းနဲ့ကိုက်ညီအောင်ဒီချက်လက်တွေကိုဒီလိုပြင်ကျင်တယ်ဆိုပြီးတော့ကျွန်တော်တို့ IT company ဘက်ကိုပြောလာတဲ့ချိန်မှာဒီဘက်က IT company တွေကသူတို့ marketing ပဲလုပ်ခဲ့တာလေကုန်မရေးခဲ့ဘူး right ဆိုတော့ဒီ code တွေကိုသူတို့တကယ်မပြင်နိုင်ကြတော့မပြင်နိုင်ကြတဲ့အခါကျတော့ဘာတွေဖြစ်လဲဆိုတော့ client အတွက်လည်းအဆင်မပြေတော့ဘူးဆိုတော့ client ကဒီ software တွေကိုဘာကြောင့်ဝယ်တာလဲဆိုတော့သူတို့ရဲ့လုပ်ငန်းတွေကိုအချိန်ကုန်ငွေကုန်သက်သာပြီးတော့အကျိုးရှိမြန်ဆန်အလုပ်ပြီးကျင်လို့ software တွေကိုဝယ်ဒီ software ကြီးကဝယ်ထားလိုက်တယ်ဒါပေမဲ့သူတို့ရဲ့လုပ်ငန်းတွေအတွက်အဝင်ခွင့်ချလည်းမဖြစ်ဘူးအချိန်ကုန်လည်းမသက်သာစေဘူးအဆင်မပြေဘူးဆိုတဲ့အခါမှာ client တွေကလည်းစိတ်ဆင်းရဲရတယ်ဆိုတော့ဒီဘက်က development company ကလည်းမပြင်ပေးနိုင်ဘူးဒါပေမဲ့ကျွန်တော်တို့လုပ်ငန်းတွေကလည်းစပြီးနေပြီပတ်စံတွေကလည်းကုန်ပြီးနေပြီဆိုတဲ့အခြေအနေမျိုးကိုလုပ်ငန်းရှင်အများစုကြုံတွေ့ဘူးလိမ့်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်customize software တခုအပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ company ရဲ့ background history ပြီးတော့ဒီ company ကိုဘယ်သူက run နေတယ်ဒီ company ကို run နေတဲ့သူက coding ကိုတကယ်နားလည်လားသူကိုယ်တိုင်ကရောလက်ရှိမှာဘာတွေလုပ်နေလဲဘလို့အောင်မြင်မှုတွေရထားလဲဒါတွေကိုသိဖို့လိုတယ်ကျွန်တော်တို့ဒီဈေးကွန်းနဲ့ developer ကြားထဲမှာဘာတွေဖြစ်နေလဲဆိုတော့တကယ်ကိုရေးတာကျွမ်းကျင်တဲ့သူတွေက line ပေါ်မှာတက်လာတဲ့သူအရန်နဲတယ်ပေါ့နော်ဆိုတော့အခုနောက်ပိုင်းမှာဒါတက်လာတဲ့သူတွေတယောက်စားနှစ်ယောက်စားရှိတာကျွန်တော်ကဆိုလို့ရှိရင်ကျွန်တော် developer တွေဆိုတာသူကကုတ်ထိုင်ရေးနေရလို့ရှိရင်ပျော်နေကြတဲ့သူတွေအဲ့တော့ဘာဖြစ်လဲဆိုတော့ line ပေါ်မှာဒီ market ကြီးတစ်ခုလုံးကိုဘယ်သူတွေကစိုးမိုးထားလဲဆိုတော့ marketing သမားတွေကစိုးမိုးထားတယ်ဆိုတော့သူတို့ကိုယ်တိုင်လည်းကုတ်မရေးဘူးကုတ်လည်းမရေးတတ်ဘူး project ရအောင်ရှာပြီးတော့မှရန် developer တွေကိုဒီသင်တန်းဆင်းတွေရော intern တွေရော junior တွေရောတွေ့ကြရလူတွေကောက်ထည့်ပြီးတော့မှဖြစ်တယ်လို့ရေးပြီးတော့ဖြစ်ချင်တိုင်းဖြစ်နေတဲ့အခါကျတော့ဆိုတော့လုပ်ငန်းရှင်တွေအနေနဲ့ကလည်းသူတို့ software တွေဝယ်ရမှာကြောက်လာတယ်ပေါ့နော်ဆိုတော့ဒါမျိုးကိစ္စတွေကမြန်မာနိုင်ငံမှာဖြစ်နေရတာဖြစ်ပါတယ်အဲ့တော့အနှစ်ချုပ်ရလို့ရှိရင်မြန်မာနိုင်ငံမှာ POS software ပဲဖြစ်စေ accounting system ပဲဖြစ်စေASA software ပဲဖြစ်စေဘယ်လိုစနစ်မျိုးပဲဖြစ်စေဝယ်ယူမယ်ဆိုလို့ရှိရင်ဒီ company ရဲ့လုပ်နိုင်စွမ်းသူတို့ရဲ့အခြေအနေတွေကိုတခြားစုံစမ်းစစ်ဆေးပြီးတော့မှဘယ်လိုတာဝန်ယူမှုတာဝန်ခံမှုတွေနဲ့လုပ်နေလဲဆိုတာတခြားစစ်ဆေးပြီးနေကြမှသာဝယ်ယူသင့်ပါတယ်။ Okay အဲ့တော့ဒီနေ့မျှဝေမှုကတော့ကျွန်တော်တို့ developer တွေကိုအဓိကရည်ရွယ်တာမဟုတ်ဘူးကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံရဲ့ software ဈေးကွက်ရဲ့ဒီ software ဈေးကွက်မှာအလုပ်လုပ်ကိုင်နေတဲ့ company တွေရဲ့အကြောင်းကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်။အဲ့တော့ဒီ video ကမိတ်ဆွေအတွက်အကျိုးရှိစေမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်။ဆိုတော့ဒီ video ကြည့်ဖို့လိုအပ်နေတဲ့မိတ်ဆွေပေါင်းသင်းတွေမြင်နိုင်ဖို့အတွက်လည်း like share comment လုပ်သွားပေးဖို့ကိုဖိတ်ခေါ်ပါတယ်။ Okay နောက် video မှာပြန်တွေ့မယ်။ Bye bye